ဒီနှစ်မွေးနေ့မှာတော့ခိုင်လေးမှာအစီအစဉ်3ခုရှိပါတယ်ဒီနေ့ကတော့အဲ့ဒီအစီအစဉ်3ခုတည်းက2ခုကိုလုပ်မှာပဲဖြစ်ပါတယ်အဲ့ဒါတွေက street dog လေးတွေကိုအစာကျွေးမယ်9ရက်သားသမီးကိုထမင်းဖြူနဲ့ကြကြော်နဲ့ကျွေးပါမယ် college မှာဖြစ်ပါတယ်ဒါ street dog လေးတွေကိုသွားကျွေးမှာပါဝင်းနေလေခိုင်လေးဝင်းနေနေရတယ်ပြောတော့လေအေးပြောလိုက်အောင် happy birthday ဆိုကြလားခိုင် happy birthday ခိုင်လေးရှိတယ် happy birthday ခိုင်လေးဒါကတော့မင်းကြီးရှင်ပါမင်းကြီးရှင်ပါကြော်မှုမှာဒါတော့ကြော်မှုဒါတော့ကြော်မှုမှာဒါတော့မုံငစ်ပါဒါတော့ကြက်သားကြော်မှာဖြစ်ပါတယ်ဒါကတော့ collagen ပြုတ်နေပါပြီ collagen ဒါကတော့မင်းကြီးရှင်ပါမင်းရှင်ဆက်ပြတ်တဲ့နေဟုတ်ဒါတော့ထမင်းနေပါဒါတော့ပြုတ်ပိုင်ရှင်ပါကြကြော်နဲ့ထမင်းဖြူကျွေးမှာမို့လို့ရောင်းတန်းတွေကလိုမျိုးခိုင်လေးတို့ကကြက်သားကိုဒီမုံနှစ်လေးနဲ့တေးချာရတာလေးနှက်ပြီးတော့ကြော်မှာပဲဖြစ်ပါတယ်ခလေးတို့ကတေးသေးချာချာကိုစားသလိုမျိုးရတာလေးတွေတေးချာနှက်ပြီးတော့ရောင်းနှမ်းဝင်တဲ့အထီပေါ့နော်အဲ့လိုမျိုးရတာမျိုးဖြစ်အောင်တေးချာလေးလေးလာပြီးတော့မှကြော်ထားတာမို့လို့ရတာတော့လုံးဝရှယ်ပါပေါ့နော်ဒါဆိုရင်တော့ကျမတို့ရဲ့မမဲမခိုင်လေးသမင်းလားရတာတော့မေးတဲ့ဒါတော့ရှယ်မရှယ်ပေါ့နော်ခလေးတို့က street food တွေကိုတော့ street dog တွေဆို street food တွေကိုတော့ကျွေးမယ် street dog တွေကိုဖူးကျွေးမှာပါ street dog တွေကိုဖူးကျွေးမှာပဲဖြစ်ပါတယ်ဒီလိုအတွက် collagen ပေါ့နော်ဒါအရှိအောင်သေချာဘာမှမထည့်ဘူးကျွတ်တုံဒီလုံးဝမထည့်ဘူးပေါ့နော်ဘာလဲဆိုတော့ခွေးလေးတွေကလုံးဝကျွတ်တုံဒီလုံးဝမတည့်ပါဘူးအဲ့ဒါကြောင့်မို့လို့ခင်ဗျားတို့ကစားလေးပဲထည့်တယ်စသားမှုလေးထည့်တယ်အဲ့ဒါလေးနဲ့ပဲပြုတ်ပြီးတော့ဒါ KFC ကြော်ပါဒါကတော့အကျော်ဆရာပဲဖြစ်ပါတယ်ခုနကတော့ဒါတွေးစားပြီးပါပြီပေါ့နော်ဒါအခုကတော့လူတွေကိုကျွေးမွေးဖို့ခိုင်းလို့ပြင်ဆင်ပါပါအဲ့တော့အလိုဒီလောက်သားလေးရင်လောက်သားတွေဦးစားပေးပြီးတော့ပြေးပါမယ်အမေးရင်လောက်သားတွေပလုံကောက်တဲ့လူတွေ CP ဝန်ထမ်းတွေအဲ့လိုလူတွေကိုခိုင်းလို့ဦးစားပေးပြီးပြေးပါพี่น้อง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 พี่
我来这边来吧，没别不丢的。妈，我你看，那个那个这个。这个，哎，过来比。哎，我都知道没，不过那就多嘛，什么了？哎，垃圾嘞。啊，米浆在你吧？啊，那边，啊，那不在你。不来耶，老家了。哎，这一点不上嘛嘞。他家不上嘛嘞。哎，这一点，这里阿家没弄。哎，这张不一样嘞，这张马达六嘛，对不对？等我把它们这个来嘛。张没啦，不是要在阳光是张的。没有目的的。哎，那我那没什么，没钱他一放。没钱他就等他等他我这边呀，也是他不高兴。ဟမ်ဒီနေ့မွေးနေ့လေးကတော့အောင်မြင်စွာပြီးဆုံးသွားပါပြီ ဟုတ်တယ်ပြီးသွားပြီ